ဘာဖြစ်တာလဲမမရေချူလေးသွားရမယ်နော်နောက်ကျနေဘူးလို့မနှက်စာစားမသွားတော့အေးဖြည်းဖြည်းသွားနော်ဟုတ်မမတနာအင်းပေါ်လေကိုတေးစားလိုမျိုးအောင်မြင်ကြော်ကြားတဲ့လုပ်ငန်းရှင်တယောက်ကဟန်နီလိုဘာမဟုတ်တဲ့မင်းသမီးတယောက်ကိုဘယ်ဖက်လုပ်ချင်မှာမလဲနော်ဒီမနီကိုနိုင်ငံကျော်မင်းသမီးဆိုရဲမြေတတိထားဟန်နီရှင်မှာစာနယ်ဇင်းသမားတွေရောမီဒီယာသမားတွေရောရောက်နေဟန်နီတွေ့ရနော်နောက်နေ့ချာနဲ့ကောင်းကြီးပိုင်းမှာကိုနဲ့မေရမောင်ကောင်းကောင်းချောင်းလေးပါစီချင်းလို့လားတချို့ချာနဲ့ list တွေကမဟုတ်ဘဲနဲ့ဖွာတတ်တော့ဟန်နီသိရနော်သိပါတယ်ရှင်ဟိုနေ့ရလဲလေကိုတေးစားဟန်နီကိုစိတ်ဆိုးရတယ်ဆိုတော့လေဟန်နီသိပါတယ်ကြားလာကြတော့ဂုံသေးရှိလူချင်းပဲအပေါင်းလို့ရှင်ဒီနေ့ကျမတို့ရဲ့ Heaven Crystal Company မှာကုမ္ပဏီဖွင့်ပွဲနဲ့စာနယ်ဇင်းမိတ်ဆက်ပွဲကုန်ပစ္စည်းမိတ်ဆက်ပွဲများကိုအစီအစဉ်၅ခုနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်အစီအစဉ်1အနေနဲ့အခမ်းအနားစတင်ကြောင်းကြေညာခြင်းအစီအစဉ်2အနေနဲ့ Heaven Crystal Company ကိုတည်ထောင်သူကုမ္ပဏီဥက္ကဋ္ဌဒေါ်ချွေရွှေလီမှကုမ္ပဏီရွေးချက်များထုတ်ကုန်များအကြောင်းကိုအပိတ်သက်များအားရှင်းလင်းပြောကြားခြင်းအစီအစဉ်3အနေနဲ့ Heaven Crystal Company မှထုတ်လုပ်သောကုန်ပစ္စည်းများကိုကြားလာကြသောအပိတ်သက်များအားပြသခြင်းအစီအစဉ်4အနေနဲ့ Heaven Crystal Company မိသားစုမှကြားလာကြသောအပိတ်သက်များအားအစားအသောက်များဖြင့်အခမ်းကျွေးမွေးခြင်းအစီအစဉ်5အနေနဲ့အခမ်းအနားပြီးဆုံးကြောင်းကြေညာခြင်းတို့ဖြစ်ပါတယ်ရှင်အစီအစဉ်1အနေနဲ့အခမ်းအနားဖွင့်လှစ်ကြောင်းကြေညာအပ်ပါတယ်ရှင်စီဇန်2အရ Heaven Crystal Company ကိုတည်ထောင်သူကုမ္ပဏီဥက္ကဋ္ဌဒေါ်ချွေရွှေလီမှကုမ္ပဏီရွေးချက်များနဲ့ထုတ်ကုန်များအကြောင်းပြောကြားပေးပါရန်လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်ကြွားရောက်လာကြတဲ့ဂုံတီရရှိလူကြီးမင်းပေါင်းနဲ့အပရိသတ်များအားလုံးပဲမင်္ဂလာပါကျမတို့ Heaven Crystal Company ဖွင့်ပွဲလေးကိုအလုပ်တင်မှာလက်တဲ့ကြားကြွားရောက်ပေးပြီးတော့တက်ရောက်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျမတို့ကုမ္ပဏီအနေနဲ့လူကြီးလူငယ်အသက်အရွယ်တိုင်းအတွက်လှပဆန်းသစ်တဲ့ဒီဇိုင်းတွေနဲ့ဖက်နှက်များကိုစ조사ပြီးထုတ်လုပ်သွားမှာပဲဖြစ်ပါတယ်ဒါနနဲ့တီလာမပါတေခါမတိရေဘူးနဲ့ဖက်နှက်မပါနှွေခါမတိဆိုတဲ့ရှေးလူကြီးတွေရဲ့ဆိုရိုးစကားကိုလူကြီးမင်းအားလုံးသိရှိပြီးသားဖြစ်ပါတယ်။ဒါပေမဲ့ကျမတို့လူသားတိုင်းအတွက်ဖက်နှက်ဆိုတာကတော့ຫນွေရာသီမှမဟုတ်ပါဘူး။ຫນွေမိုးဆောင်းရာသီဥတုသုံးခုလုံးအတွက်မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ။ဒါကြောင့်လူသားတိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့ဖက်နှက်တွေကိုကျမတို့ Heaven Crystal Company အနေနဲ့အယောင်အသွေးစုံလင်ပြီးခင်မီလှပဆန်းတဲ့ဒီဇိုင်းတွေနဲ့
ထုတ်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်အဓိကကတော့လူငယ်တွေကိုယူရပြီးတော့မယိုးနိုင်တဲ့ဒီဇိုင်းတွေနဲ့တစ်ဆန်းတွေနဲ့ထုတ်လုပ်ပေးမှာဖြစ်ပါတယ်မကြခင်မှာကျမတို့ကုမ္ပဏီကထုတ်လုပ်တဲ့ Pink Series ဖနက်5မျိုးနဲ့ပရိသတ်တွေကိုမိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ကျမတို့ Heaven Crystal ကုမ္ပဏီအနေနဲ့လူငယ်တွေအတွက်ရည်ရွယ်ပြီးတော့ခင်မီစမ်းသစ်လှပတဲ့ဖနက်ဒီဇိုင်းတွေကိုမယိုးရအောင်လို့စ조사ပြီးထုတ်လုပ်သွားပါမယ်လို့ပြောကြရင်းနဲ့ညီကုန်းချုပ်ပါရဲ့ရှင်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်အခုလိုကွန်ပဏီအကြောင်းပြောကြားပေးခဲ့တဲ့ Heaven Crystal ကုမ္ပဏီမှဥက္ကဋ္ဌဒေါ်ချွေချွေလေးအားအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ခုစီစဉ်3အနေနဲ့ Heaven Crystal ကုမ္ပဏီမှထုတ်လုပ်ထားတဲ့ Pink Series ဖက်နှက်များနဲ့ကြားရောက်လာကြတဲ့ပရိသတ်များကိုမိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးအထူးတင်ပါတယ်ကိုလေးစားပါပါ ကျွန်တော်ကလည်းအောင်မြင်မှုအတွက်ဂုဏ်ယူပါဗျာ ချူလေးမမတခုလောက်ကူညီပါလားတိတ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ညစာစားပွဲလေးဖြစ်မမဖန်တီးပေးချင်တော့ပါယခုပြသနေသောအစီအစဉ်ကို Main Sponsor အဖြစ် Pongs မှကူညီပံ့ပိုးထားပါတယ်။ Pongs White Beauty Cream အသစ်ဖြူစင်ဝန်းပါတဘာဝပန်းနုရောင်အလှ